မညမိမတော့ကျမအရန်ချစ်ဖို့ကောင်းသွားပြီတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့မိန်းကလေးနဲ့အရန်တူနေလို့တဲ့အခုကြည့်နေတဲ့လူရောကျမချစ်ဖို့ကောင်းတာလို့ပြောခဲ့ဦးလို့ကျမလေအခုကြည့်နေတဲ့လူကအကုန်လုံးကိုချစ်တယ်အေးရလေကျမရဲ့အသေးတုံးလေးရတယ်ကျမကိုမိန်းကလေးလိုပဲနေပါတဲ့ယောက်ျားလေးလိုမနေပါနဲ့ဆိုလို့ကျမမိန်းကလေးလိုပြင်ပြီးတော့မိန်းကလေးလိုနေနေတာအခုကြည့်နေတဲ့လူကလည်းကျမမချစ်ဘူးလားလို့ကျမရဲ့အသေးတုံးလေးတော့ကျမကိုချစ်တယ်ရှင်တို့ကကျမကိုမချစ်ဘူးလားလို့ချစ်မချစ်ပါကျမကရှင်တို့ကိုချစ်တဲ့လူဆိုတော့ရှင်တို့ကိုကျမအပွားပေးမယ်ကျမရဲ့အသေးတုံးလေးကတော့အပွားပေးတာပါးတွေခွပြီးနောက်ခွေးမှာရောက်နေတယ်ကြည့်နေတဲ့လူအပွားပေးမယ်နော်အပွားအပွားအရန်မွေးသွားပြီမလားအရန်ကောင်းသွားပြီမလားကျမတို့အပွားပေးရတာကျင်တတ်တယ်အရန်ကျင်တတ်တယ်အရန်နဲ့အားရတယ်နောက်ဆုံးနေ့လေးတစ်ခါတော့ပေးနိုင်မယ်နော်တချို့